ဈေးမပေါ်ပါနဲ့ဝိတ်သွားမှစိုးလို့ဆိုတဲ့အတွေးတွေနဲ့မာနတွေချထားခဲ့မိတာတနေ့တငုံငိုတရီရီနဲ့သူသာမရှိရင်ငါတည်သွားနိုင်တယ်ဆိုတဲ့စကားလုံးကြီးရဲ့နာကျင်မှုကိုခံစားမိပေမဲ့ရှိနေရင်ရောဆိုတဲ့မိဘကိုလည်းကိုပြန်ပြီးကြည်တင်တယ်ချစ်ချင်းမြတ်တာဆိုတာလူညံ့သိမ်မှုတဲ့အရာဖြစ်တယ်လို့လူတစ်ယောက်ကိုဝေထွေးစေနိုင်တဲ့အရာဖြစ်ပါတယ်ဒါပေမဲ့မင်းကိုကြည်ရတာပူလောင်ရတာနဲ့နာကျင်ရတာတွေကလွဲရင်ပျော်ရွှင်ရတယ်ဆိုတာမရှိသလောက်နေပါပဲဒီတစ်လျှောက်လုံးကိုပြန်တွေးကြည့်ပါဦးကိုယ့်ဘက်ကစာမပူရင်ဘယ်စာများမင်းစီကိုရောက်လာခဲ့ဘူးလို့လဲကိုစဆက်တဲ့ဖုန်းတော်မကင်နာခံများရဲ့မအားတာခက်စိတ်ရဲ့နဲ့ကိုကပဲအလုံးမရှိအခိုင်းမရှိတယ်လို့မျိုးသူ့အတွက်ဆိုအမင်းအားနေတတ်တဲ့မင်းကိုကြည့်ကိုမှတနာလာတယ်ချစ်တာကိုဆိုတဲ့စကားလုံးလေးနဲ့အရာရာကိုပြန်ချေပတတ်ပေမဲ့စိတ်ထဲမှာတော့လေဘယ်အဆင်ပြေပါမလဲစပြီလားမကောင်းရလားအဆင်ပြေရလားဆိုတဲ့မိကွန်းတွေကလေအခုမှစပြောတဲ့ဒစိမ့်နဲ့အောင်သုံးနေကြအသုံးလုံးတွေပါဒါပေမဲ့အဲ့ဒီစကားလုံးတွေကပဲမင်းတို့နဲ့အောင်ချားမှာပြောစရာတွေဖြစ်နေခဲ့တာကောဘလောက်တောင်ကြားနေခဲ့ပြီလဲအတိတ်အကြောင်းလေးကိုလည်းကိုသာမှတ်မိနေတာပါကိုမွန်းနဲ့လေးတောင်မှတ်မိတာတေးကြတယ်ဆိုပြီးအမခံရလားဘယ်တော့မှစချက်ခဲ့တာဘယ်တော့မှစတွေ့ခဲ့ကြတာဘယ်နေ့ကလေဆိုတဲ့အမတ်တရားတွေအကုန်လုံးကိုကအမတ်ရနေပြီမယ်သူ့အတွက်အဲ့ဓာတွေကအပူတွေပါအနာဂတ်တွေအကြောင်းစကားစားပြရလားဒီနေ့စကားဆက်လုံးမဖြစ်ခင်ရံဖြစ်စကားများရင်တိတ်ဆိတ်သွားတဲ့ဆက်ဆံရေးတစ်ခုမှာဘယ်နေ့ကျရင်လက်ထပ်ကြမယ်ဆိုတဲ့စကားလုံးတွေဘယ်ပြောပြပါမလဲတချို့အိမ်မက်တွေကလည်းတယောက်တည်းမက်လို့မရတယ်လို့တချို့လမ်းတွေကလည်းတယောက်တည်းရှောက်လို့ဖြစ်တာလည်းမဟုတ်ဘူးလေတယောက်တည်းမက်တဲ့အိမ်မက်လေးတွေကလေထဲမှာရှောက်တဲ့အိမ်လေးလိုပါပဲအိမ်မက်ကလက်နွေလာတာနဲ့ပျောက်ကွယ်သွားတတ်တာမျိုးလေအဆင်ပြေရလားနေကောင်းရလားကျမ်းမာရလားအလုပ်ကောအဆင်ပြေရလားအိမ်မရောအဆင်ပြေရလားအပြင်းနဲ့တိတ်မသွားနဲ့နော်ဒီနေ့စိတ်ပူနေရတဲ့မင်းကိုကြည့်ပြီးကလေးတယောက်မွေးထားတယ်လို့နေရတာစိတ်မချဖြစ်တတ်တဲ့မိခင်စိတ်လေးကိုမြင်ရတယ်ဒါပေမဲ့တစ်ဖက်ကရောအဆင်ပြေရလားဆိုတဲ့မိကွန်းလေးပြန်မေးရလားကလေးရဲ့မင်းအဆင်မပြေခြင်းတွေကိုဒီတယောက်ကိုမှမပြောပြရင်မင်းအနားမှာတခြားဘသူမှရှိမနေတော့ဘူးလေကိုဘေးနားကိုပြန်ခဲ့ကြည့်ပါဦးသူနဲ့စကားမပြောပြတဲ့ရက်တွေကြာရင်တခြားစကားပြောစရာဘသူမှရှိနေလို့လေမိစိမ့်လေးတွေအရင်တိုင်းဆိုပေမဲ့ဆက်ဆံရေးတွေကအရင်လိုမဟုတ်တော့ဘူးမဟုတ်လားသူနဲ့မှမဟုတ်ရင်ဘသူမှရှိမနေတော့တဲ့ဗဘာငယ်လေးတွေကနေတကယ်တမ်းကြာတော့ထွက်တင်နေပြီဈေးမပေါ်နဲ့တော့ကလေးဒီတစ်ချိန်တော့နားထောင်စေချင်တယ်အများကြီးဆုံးရှုံးနေခဲ့ပြီဒီထက်ပိုပြီးမဆုံးရှုံးစေချင်တော့တယ်ဒီထက်ပိုပြီးမနာကျင်စေချင်တော့ဘူးကွယ်ပြောင်းနေတာကြာလာပြီဖြစ်တဲ့အပြုံးလေးတွေကိုပြန်ရှာတွေ့စေချင်တယ်ထထားမိတဲ့မနာလေးအရင်နေရာမှာပြန်ရှိစေချင်တယ်ဒီနေ့ငိုပြီးနောက်ရက်ကျရင်ထပ်ငိုပြီးအတင်းမရတဲ့ဆက်ဆံရေးတစ်ခုကလုံးထွက်တတ်စေချင်ပြီမတို့ချစ်ခဲ့ကြတာနှစ်တွေကြာနေပြီဆိုတဲ့စကားလုံးလေးသုံးမယ်ဆိုရင်အခုပဲပြန်စဉ်းစားပါဒီနှစ်တွေမှာချစ်ခဲ့ကြတာလားဒါမှမဟုတ်ကိုကပဲချစ်နေခဲ့တာလားဆိုပြီးပြန်တွေးကြည့်ပါဒီမှဘာဆက်လုပ်ရမလဲဆုံးဖြတ်ချက်ချပါကြေးကိုခြင်းနဲ့ရင်းရည်ရေးသည်